ပြန်ဝင်ရတော့ကျွန်တော်တို့မြန်မာနိုင်ငံအသီးသီးမှမျိုးသက်သက်လူငယ်ရပိုးသီးသမားလေးတွေပေါ်ထွက်လာအောင်လို့ရည်ရွယ်ပြီးတော့ဒီပြည်ဆိုင်ရာဒိုင်လူကြီးတွေနဲ့ဒီအော်စတာနဲ့ပေါင်းပြီးတော့ကျွန်တော်တို့ကျင်းပခြင်းဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံလုံးကျွန်တော်တို့ယူရီးယားနေသားတီပေါ့အကုန်လုံးပါတယ်အားလုံး206ယောက်ရှင်ပြိုင်ပါတယ်လူဦးရေအနေနဲ့ကတော့206ယောက်ပေါ့အဆင့်အနေနဲ့တော့ကျွန်တော်တို့အဆင့်6ဆင့်ခွဲထားပါတယ် A B C D E F ဆိုတော့6ဆင့်ခွဲထားပါတယ်တစ်ဆင့်ကိုကျွန်တော်တို့အမှတ်8မှတ်ပေးပြီးတော့ A နဲ့ F နဲ့ဆိုရင်အမှတ်40ပြီးပြီးတော့ရှင်ပြိုင်ရင်းဖြစ်ပါတယ်ဒါမှလည်းကျွန်တော်တို့လက်တန်းငယ်ပေမဲ့လည်းသူ့အမှတ်နဲ့သူအထက်ထိရောက်နိုင်အောင်လို့ရှင်းပြပြီးတော့ရှင်ပြိုင်ရင်းဖြစ်ပါတယ်ကျွန်တော်တို့လက်တန်းလုံးဝအပျော်တမ်းသမားအဆင့်ကိုတော့ကျွန်တော်တို့ F ဆင့်ထားပါတယ်နည်းနည်းပါးပါးသူ့အဆင့်နဲ့သူထိုးရတဲ့အဆင့်ဆိုရင်ကျွန်တော် E အဆင့်ထားပြီးတော့ကျွန်တော်လက်တန်းအဲ့ထဲမှာမြင့်တယ်လို့ထင်တဲ့လူမျိုးကိုကျွန်တော်တို့ကဒီအဆင့်ထားမှာပါတယ်ပြည်နယ်တိုင်းအဆင့်ရှိတဲ့အဆင့်ကိုတော့ကျွန်တော်တို့ C အဆင့်တတ်မှတ်ပြီးတော့ကျွန်တော်တို့ပြည်နယ်တိုင်းနဲ့နည်းနည်းအဆင့်မြင့်ပြီးတော့ပနာမလက်ရွေးစင်ဟောင်းဒီကိုတော့ B အဆင့်တတ်မှတ်ပြီးတော့လက်ရှိလက်ရွေးစင်အဆင့်ထိတ်ဆုံးမှာရောက်နေတဲ့လူများကိုတော့ A အဆင့်တတ်မှတ်ထားပါတယ်ပြိုင်ပွဲနေနဲ့စီကံကတော့ကျွန်တော်တို့နိုင်ငံတကာဥပဒေအတိုင်းကျင်းပပြီးတော့ကျွန်တော်တို့နည်းနည်းပါးပါးရှော့ပေါ်ထားတဲ့အစောပိုင်းမှာတော့ကျွန်တော်နည်းနည်းရှော့ပေါ်ထားပါတယ်ပြည်တံကိုတော့နောက်ပြိုင်ပွဲအဆင့်မြင့်လာပြီဆိုရင်တော့ကျွန်တော်တို့နိုင်ငံတကာဥပဒေအတိုင်းမထီမချင်းခောက်တဲ့အဆင့်ကိုဆက်လက်သွားမှာဖြစ်ပြီးတော့ဝတ်စုံများကိုလည်းကျွန်တော်တို့အပြည့်အစုံဝတ်ခိုင်းမှာဖြစ်ပါတယ်ပြိုင်ပွဲကိုတော့ကျွန်တော်တို့ပထမဆုကို300ဒုတိယဆုကို300တတိယပူရွယ်ဆုကိုတော့25သိန်းသတ်မှတ်ပြီးတော့အမြင့်ဆုံး higher rate ဆုကို30ပေးမှာဖြစ်ပါတယ်အမြင့်ဆုံးထိုးတဲ့သူကို30ပေးပြီးတော့147အပြည့်ရတဲ့သူကိုတော့149သိန်းချီးမြှင့်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပြိုင်ပွဲကျင်းပမယ့်ရက်ကတော့မေလ25ရက်ကနေပြီးတော့ဇွန်လ10ရက်နေ့ထိ15ရက်တိုင်ကျင်းပမှာဖြစ်ပါတယ်ဟုတ်ကဲ့ပြိုင်ပွဲပွဲစဉ်ဇယားများကိုကျွန်တော်တို့ဒီ All-Star Club မှာအားရောက်ကြည့်ရှုလို့ရပြီးတော့ကျွန်တော်တို့ All-Star Facebook နဲ့147 YouTube Channel မှာလည်းဝင်ရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာ